10 စုနှစ်တခုအတွင်းဝင်ငွေအနည်းဆုံးရမယ်မန်ယူဟာဖလားပြိုင်ပွဲတွေကနေထွက်ခွဲရတာကြောင့်10 စုနှစ်တခုအတွင်းမှာကွင်းဝင်ကြီးကနေဝင်ငွေအနည်းဆုံးရတဲ့အနေအထားတွေနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ဥရောပပွဲစဉ်တွေကစားခွင့်မရခဲ့တဲ့အပြင်ကာရာဘောင်ဖလားနဲ့ FA ဖလားပွဲစဉ်တွေမှာလည်းအစောဆုံးအဆင့်ကနေပြိုင်ပွဲကထွက်ခဲ့ရတာကြောင့်မန်ယူဟာလက်ရှိဘောလုံးရာသီမှာတရားသီလုံးမှာပွဲ40ပဲကစားခွင့်ရတဲ့အနေအထားကိုရောက်သွားခဲ့တာပါ။ကစားရတဲ့ပွဲအရေးအတွက်နည်းသွားခဲ့တာကြောင့်မန်ယူဟာကွင်းဝင်ကြီးတွေကနေရတဲ့ဝင်ငွေက10 စုနှစ်တခုအတွင်းအနှိမ့်ဆုံးအနေအထားကိုရောက်သွားမဲ့အနေအထားနဲ့ရင်ဆိုင်ခဲ့ရတာပါ။မန်ယူဟာကွင်းဝင်ကြီးတွေကနေပြန်ပြရနေတဲ့ပုံမှန်ဝင်ငွေအောက်ပေါင်တန်း90လောက်လျော့နေသွားမှာဖြစ်တာကြောင့်ဘန်နာကြီးနဲ့ငွေကြေးသုံးစွဲမှုအပိုင်းမှာလည်းပြန်လည်ချင့်ချိန်ရမယ့်အခြေအနေတွေနဲ့ရင်ဆိုင်ရဖို့ရှိနေပါတယ်။မန်ယူတာဝန်ရှိသူတွေကတော့ FA ဖလားပွဲစဉ်တွေကစားတဲ့သတင်းပတ်တွေမှာအရှိအလဲပိုင်းနိုင်ငံတွေကိုသွားပြီးခြေစမ်းပွဲတွေကစားပြီးဝင်ငွေရှာဖို့ပြင်ဆင်လျက်ရှိပါတယ်။ဘောလုံးပွဲတွေကိုရင်ခုန်ကျင်သူတွေအတွက်24နာရီလုံးဝန်ဆောင်မှုအပြည့်ပေးနေတဲ့ AKL online service ရှိပါတယ်။ 555 mix နဲ့ iBet 789အပါအဝင်မိတ်ဆွေတို့နှစ်သက်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့ရင်ခုန်စရာဝန်ဆောင်မှုအားလုံးကိုရယူနိုင်ပါတယ်။စိတ်ဝင်စားတဲ့ဆိုရင် Viber နံပါတ်39 439 445 335ကိုဆက်သွယ်နိုင်ပါတယ်။